တကဘာလုံးမှာနှစ်စုံပဲရှိတဲ့ဖနက်ကိုရိုနယ်ဒိုစီကနေရရှိခဲ့တဲ့ iShowSpeed အားလုံးပဲမင်္ဂလာပါပြေးရှန်ကနေကြိုဆိုလိုက်ပါတယ်လက်ရှိကမ္ဘာဖလားရဲ့ဘူကောင်ဖြစ်သတ်မှတ်ခံထားရတဲ့နာမည်ကြီး YouTuber streamer ဖြစ်သူ iShowSpeed ကိုလက်ပွင့်သွားအောင် Cristiano Ronaldo ကတော့ Nike ကသူ့အတွက်အထူးတည်တံ့ထုတ်လုပ်ပေးထားတဲ့ Nike Mercurial Superfly 11 CR7 Gold Scorpion ဘောလုံးကန်ဖနက်ကိုလက်ဆောင်ပေးခဲ့ပါတယ်ဒီဖနက်ဟာ Ronaldo အနေနဲ့မတူညီတဲ့ကမ္ဘာဖလားပြိုင်ပွဲ6ချိန်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးသောကစားသမားဖြစ်လာတဲ့စံချိန်ကိုကွန်ပျူတာအနေနဲ့နာမည်ကြီးအားကစားပစ္စည်းထုတ်လုပ်တဲ့ Nike ကုမ္ပဏီက Ronaldo အတွက်အဆိုပါဖနက်ကိုတည်တံ့ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။အဆိုပါဖနက်ဟာကမ္ဘာပေါ်မှာနှစ်စုံသာရှိတဲ့ limited edition ဖနက်ဖြစ်ပြီး Ronaldo အနေနဲ့ပေါ်တူဂီတင်းနဲ့တူပြိုင်ပွဲကနေမထွက်ခွာခင်ကိုယ်တိုင်ဝတ်ဆင်သုံးပြုခဲ့တဲ့ဖနက်ဖြစ်ပါတယ်။ပြောရရင်ရွှေရောင်တဝင်းဝင်းနဲ့အောင်မြင်မှုပြင်းပြစိတ်တွေပါဝင်နေတဲ့ Ronaldo ရဲ့ဒီဖနက်ကတကယ်ကိုခမ်းနားကြီးကျယ်လွန်လာပါတယ်။အဆိုပါဖနက်ကိုပါ Ronaldo ကိုယ်တိုင်က iShowSpeed လို့ဘူကောင်ကိုမှပေးအပ်ခဲ့တာပါ။တကယ်တော့ Ronaldo ကအဆိုပါဖနက်ကိုပြီးခဲ့တဲ့စပိန်နဲ့16သင်းအဆင့်ပွဲစဉ်ကိုအနိုင်ရရှိပြီးတဲ့နောက်ယခုဘယ်ဂျီယန်နဲ့တွေ့ဆုံမဲ့ပွဲစဉ်တွေမှာ iShowSpeed ကိုကိုယ်တိုင်ကိုကြလာရောက်ပေးအပ်ဖို့ဆုံးဖြတ်ထားတာပါဒါပေမဲ့စပိန်ကိုစိတ်ပြက်စရာရလဒ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် Ronaldo က iShowSpeed ကို delivery သမားနဲ့တူသူ့ရဲ့သမိုင်းဝင်ဖနက်ကိုလက်ဆောင်ပေးဖို့ခဲ့တာဖြစ်ပါတယ် iShowSpeed ကတော့ဒီဖနက်ကိုရတဲ့အချိန်မှာမျက်လုံးပြူးမျက်စံပြူနဲ့မြုံနိုင်အောင်ဖြစ်ခဲ့ရပြီးပျော်လုံးလို့တွတ်တွတ်ခေါအောင်ယူမတက်ဖြစ်ခဲ့ရတာပါ Ronaldo ကိုကျေးဇူးတင်ကြောင်းအများကြီးချစ်တဲ့ကြောင်းပါဇက်ကနေတဖွာဖွာပြောခဲ့သလိုစုဝီပုံစံနဲ့ပါအောင်ပွဲခံပြခဲ့ပါသေးတယ် Speed ကတော့ Ronaldo စီကရတဲ့လက်ဆောင်ဟာတာမန်ရိုးရှင်းတဲ့လက်ဆောင်တစ်ခုမဟုတ်ပဲတကယ်ကိုသမိုင်းမှတ်တမ်းတင်ထားတဲ့ဖနက်ကိုရခဲ့တာဖြစ်လို့ကမ္ဘာကံကောင်းသောလူသားလို့ဆိုရမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ